Wow. Namyo. Namyo. Tomyo. Limyo. Ngamyo. Chamyo. Konamyo. Shimyo. Gomyo. Sha 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 ta sha. Mariတွေ့အောင်မလဲဘယ်ဆုံးကြောင်းတောင်ပါသေးThai mixed fruit salad ရိုးရာတီးတုံနောက်မှာရှင်အထောင်းဆိုပေမဲ့ pounded mixed fruit salad လို့ပြောမဲ့အစား mixed fruit salad လို့ပဲအလွယ်ပြောတတ်ကြပါတယ်There are 8 kinds of fruit, tomatoes, and dried shrimps in the salad. ဒီအထောင်းထဲမှာတစ်သီး8မျိုးခရမ်းကျင်သီးနဲ့ပစွန်ကြောက်တွေပါပါတယ်။ပါတဲ့အသီး8မျိုးက grape စပစ်သီး corn ပြောင်းဘူး guava မာလကာသီး apple ပန်သီး mandarin orange ပြောင်းလီမော်သေးလေးတွေ cantaloupe သခွားမွှေး carrot shreds မွန်လာဦးနီအမြင်လေးတွေနဲ့ green papaya shreds တမော်ဒီအမြင်လေးတွေပေါ့နော်အဲ့ဒါလေးတွေပါတယ်ပြီးရခါကျတော့ cherry tomato ခရမ်းကျင်သီးတေးသေးလေးတွေလေပြီးတော့ပစွန်ကြောက်ပေါ့ dried shrimp ဒါတွေပါပါတယ်ကဲဒီယိုရီးယားတီးဆောင်တောင်းလေးအကြောင်းကိုအင်္ဂလိပ်လိုပြောကြမယ်အဲ့တော့အင်္ဂလိပ်စာအရေးချင်းစစ်တဲ့စနစ်တစ်ခုဖြစ်တဲ့ IELTS အဆင့်သတ်မှတ်ချက် band score 5ကနေပြီးတော့မှ9အထိကိုမတူညီတဲ့ပြောပုံပြောနည်းလေးတွေနဲ့ပြောကြည့်ကြရအောင်เนาะဒါကတော့ band 5အခြေခံလောက်ပဲပြောနိုင်တဲ့အဆင့်ပါ This is mixed fruit salad Thai spicy and sour style It tastes very good Please have some ဒါတော့တီးစုံတောင်းမှာရိုးရာစတိုင်ချင်းဆက်လေးပေါ့ရန်ဆောက်လို့ကောင်းနေစားကြပါအောင်ရှင်ဒီမှာတခုပြောကြရှိတာကစားကြပါအောင်ကို please eat လို့မသုံးမနဲ့ please have some လို့သုံးတဲ့ဟာကကျေးဇူးပြုပြီးသုံးဆောင်ပါလို့ရင်းရင်းချင်းချင်းနဲ့သဘာဝကျကျပြောရမယ်ဖြစ်ပါတယ်ခုတခါ band 6အတော်အသင့်ပြောနိုင်တဲ့အဆင့်လောက်ကိုပြောကြည့်မယ်နော်This is a Thai-style spicy and sour mixed fruit salad. It's truly delicious. You should definitely try some. It's truly delicious. တကယ်ကိုရတာရှိရပဲ You should definitely try some. မရှိမနေမိကြည့်တဲ့နော်ဟုတ်ပြီနော်အဲ့ဒါလေးတွေကနည်းနည်းအပြောင်းလဲလေးတွေဖြစ်သွားတယ်နော်ကဲဒီခါကျတော့ band 7ကိုသွားမယ်နော်ဒီအဆင့်ကျတော့အတော်လေးတွန်းတွန်းတင်ပြောနိုင်တာတဲ့အဆင့်ပေါ့နော်Here we have a delightful Thai-style spicy and savory mixed fruit salad. The flavor is exceptionally good. I encourage you all to partake. Delightful ဆိုတာကတော့နှစ်သက်စရာကောင်းတာကိုပြောတာ savory ဆိုတာကအရသာရှိတာကိုပြောတာပေါ့နော်အဲ့တော့ဒီညမှာ The flavor is exceptionally good. I encourage you all to partake. အရသာကတော့ထူးထူးခြားခြားကိုကောင်းတာအားလုံးကိုသုံးဆောင်ကြည့်ဖို့တိုက်တွန်းပါတယ်လို့ပြောတာပါကဲဒီတစ်ခါတော့ band 8ကကြတော့အပြည့်အဝနီးပါးကျွမ်းကျင်ပြောနိုင်တဲ့အဆင့်ပေါ့နော် This is the renowned and authentic Thai delight It offers an outstanding blend of spicy, sour and sweet Please indulgeပြောချင်တာက renowned ဆိုတာကနာမည်ကြီးနာမည်ကျော်ပေါ့နော် authentic Thai delight ဆိုတာကထိုင်းအရသာစစ်စစ်ကိုပြောတာပါသူမတူအောင်ထူးခြားတဲ့အဆက်အချင်းနဲ့အချိုရသာပေါင်းစပ်မှုကိုပေးစမ်းပါတယ်လို့ပြောချင်တာကျေးဇူးပြုပြီးတော့အရသာကိုခံစားလိုက်ပါအားလုံးရှင်အားရပါရသုံးဆောင်လိုက်ပါလို့ပြောတာပါနော်ကဲနောက်ဆုံးဖြစ်ပေမဲ့ last but not the least band 9 expert level ဆိုလို့ရှိရင်ဘယ်လိုပြောကြမလဲနားထောင်ကြည့်ပါနော်Presenting the exquisite, a Thai masterpiece, perfectly balancing intense spicy, sour, and sweet notes. I highly recommend you savor this phenomenal dish. ဒီမှာပြောချင်တာက exquisite ဆိုတာကအထူးကောင်းမွန်အောင်ပြောတာ
masterpiece ဆိုတာကတော့အပြောင်မြောက်ဆုံးပေါ့နော်နောက်တစ်ခါ perfectly balancing ဆိုတာကမျှမျှတတပြည့်စုံအောင်လို့မျှမျှတတပေါင်းစပ်ထားတဲ့ဟာကို perfectly balancing လို့ခေါ်နော် intense ကကြတော့ပြင်းထန်တာပေါ့နော်ပြင်းထန်တာဥပမာဒီမှာဆိုလို့ရှိရင်တော့အဆက်ခတ်ပြင်းပေါ့ intense spicy နော် now sweet notes ဆိုတဲ့ဟာကဒီညမှာအရသာကိုပြောတာပါနော် highly recommend ဆိုတာကတော့အထူးအကြံပြုပါတယ်လို့ပြောချင်တာပါအင်္ဂလိပ်စကားကို native speaker တွေလို့ဝါဟာရကျွတ်ကျွတ်ဝါနဲ့အစမြင့်မြင့်လေးသုံးနှုန်းပြောဆိုတတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးမှာပြောထားတာလေးကိုနမူနာယူပြီးတော့လိုက်ပြီးတော့ပြောကြည့်လေ့ကျင့်စေချင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားပြောရဆိုတဲ့နေရာမှာလေ့ကျင့်ပေးမှများများပြောပေးမှသာလျှင်နှုတ်အားသွက်ပြီးတော့ပြောနိုင်မှာဖြစ်ပါတယ်မကျွမ်းကျင်သေးတဲ့အချိန်မှာဆိုလို့ရှိရင်အတန်တွဲမှန်ဖို့ရဲ့အဖြတ်တောက်မှန်ဖို့ရဲ့ကိုပဲအဓိကလေ့ကျင့်ပါညံ့ညံ့ကြီးပြောတတ်ဖို့မလိုသေးပါဘူးကိုကကျွမ်းကျင်သွားပြီပိုင်နိုင်သွားပြီဝါဟာရတွေလည်းကောင်းကောင်းသုံးတတ်သွားပြီအဖြတ်တောက်လည်းမှန်သွားပြီဆိုလို့ရှင်တော့ as you like ပဲနော်ကိုကြိုက်တယ်လို့မျိုးပြောနိုင်ပါတယ်ညံ့ညံ့ပြောလဲပြောဖြည်းဖြည်းပြောအဓိကကပိတကြီးညပြီးမှန်ကန်ဖို့ပဲလိုပါရဲ့ရှင်ကဲအားလုံးပဲ thank you and bye bye နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် see you next time